Hello တိုင်တီးခန့်နိုင်တဲ့လူကလေအဲ့လိုမျိုးအရန်တီးခန့်လို့ထင်တယ်လူတွေကအရန်ကိုလူပါဝါရဲ့တိလားမန်းလေးမှလာတယ်အိမ်မှာတဲလို့ရအမှန်နဲ့အိမ်မှာချင်ကိုက်လို့ပူလို့ဆိုပြီးတော့ဟိုတယ်တဲရယ်ကွာဒါအိမ်နဲ့အနီးဆုံးဟိုတယ်နော်ဒီဟိုတယ်ကဈေးကြီးရတယ်မှာပါတယ်စလာကြတဲ့ကဒီမနေ့ကဆိုလို့ရှိရင်တောက်လျှောက်ကွာမနေ့ကပဲထားပါတော့မနေ့ကတောက်လျှောက်မနဲ့အစိုးရထားပြီးတော့တောက်လျှောက်ကြီးရထားစီးလာကွာရထားနဲ့သွားခြင်းလို့ဆိုခုညနေ9 နာရီလောက်မှလျှောက်တယ်မရောက်ခင်မှာလဲမနေ့ရဲ့အရှိတိတ်ရက်ထဲကဒီဟိုတယ်ကိုဖုန်းဆက်ပြီးတော့ကြိုပြီးတော့ booking ယူထားတဲ့အခန်းကွာတီလားသူ့ကိုမေးတယ်တစ်ယောက်ခန်းရှိလားဆိုသူကမရှိဘူးတဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်2ယောက်ခန်းယူမယ်ဆိုတော့2ယောက်ခန်းကိုတဲ့ဂရင်းနှလုံးနဲ့ပဲရှိရတဲ့ရတယ်လို့ယူလိုက်မယ်လို့339,000နဲ့ကိုယူလိုက်တာနော်ဘာဖြစ်လို့လဲချင်မကိုက်ချင်လို့ပူနဲ့မအိတ်ချင်လို့ကွာတီလားအဲ့ဒါကိုလူကအရန်ခီးပန်းနေပြီရောက်လဲရောက်လာတော့သူတို့အခန်းအဲကိုကတစ်စက်မှမအေးဘူးညီမရဲ့အဲခွန်အခန်းလုံးဝမအေးလို့ချင်နေရလေအများကြီးပဲချင်နေရတော်တော်များတာတောက်လျှောက်ကြီးကိုက်နေရကွာဒီလိုကြီးရေလျှောက်သွားနေရဟိုမသိလို့ရှိရင်မြောင်းမိန်းမှာတော့ထိုင်နေတယ်လို့ပဲကွာသိလားအဲ့လိုမျိုးတကယ်ဆိုလို့ရှိရင်အစင်တန်းရှိတဲ့ဟိုတယ်တစ်ခုအနေနဲ့339,000ယူထားပြီးခါကြတော့ဘာလို့ဒီလိုမျိုးဖြစ်နေရလဲသူတို့ဘက်ကတခုခုဖြည့်ရှင်းပေးတဲ့မဟုတ်ဘူးလားပြီးတော့ရှင်အခု walk-in ဝင်တဲ့ဟိုတယ်မဟုတ်ဘူးလေတရက်လောက်ကြိုပြီးတော့ booking ချိတ်ထားတဲ့ဟိုတယ်ကွာသူတို့ချင်းနေအရင်များတဲ့ညီမလေးလို့ပြောတော့အလွာနှိမ့်မို့လို့တဲ့နှလွာမှာမို့လို့ချင်းများတာတဲ့အခုဖုန်းပြန်ဆက်လာတယ်သူတို့အမှားမရှိဘူးခုနကဟောဆက်ပြောမယ်ဟိုတယ်ရောက်လာတယ်တောက်လျှောက်ကြီးပူနေရကွာအခန်းအဲကွန်ကလုံးဝမအေးတစ်စက်မှမအေးဘူးနော်ချင်နေရလေအများကြီးကြိုက်နေရစစ်ပြေလို့ပါလို့ပြောနေတဲ့ကြားတဲ့ကောင်းကောင်းပုံပြောနေတဲ့ဟာကိုအခန်းကြီးချင်းစရာမရှိတော့ဘူးတဲ့ဘေးရှင်းကက်ရဲ့တယောက်အိတ်ခန်းပဲရှိတော့တယ်တဲ့အဲ့ဒီတယောက်အိတ်ခန်းမှာအဲကွန်ဖွင့်ပြီးတော့စောက်နေတော့လေအဲ့ဒီခန်းကလည်းအဲကွန်ပြက်နေရတဲ့ဟာအဲကွန်ပြက်နေတဲ့ကိစ္စကိုဘာကိစ္စနဲ့လက်ခံတာလည်းမဟုတ်လားအဲကွန်ပြက်ပြင်လိုက်လေအဲ့ဆိုကလိုက်ရအောင်လက်မခံနဲ့လေဒါ3,000တန်ဟိုတယ်မဟုတ်ဘူး9,000တန်လည်းမဟုတ်6,000တန်လည်းမဟုတ်ကွာ9,000တန်လောက်ဆိုတော့မှလက်ခံမယုံမဲသူတို့ပြောတယ်ချင်းနေကအရန်များလို့စစ်မပြေလောက်ထင်တယ်လို့ကိုကပြောနေတဲ့အချိန်စစ်မပြေဘူးတော့ချင်းနေအရန်များလို့နယ်လို့ပြောချင်းစေးလာဖြန်းသွားတယ်ချင်းနေကအများကြီးပဲချင်းစေးဖြန်းရုံနဲ့မရဘူးကွာတိလားသူပြောတဲ့တယောက်ခန်းဆိုတာလေပူလောင်ပြီးတော့အဲကွန်လေရစားအပူတွေထွက်နေတဲ့အခန်းဘလို့မှအဆင်မပြေတဲ့အခန်းညီမလေးရဲ့အဲ့ဒီအခန်းကတော့ဘလို့မှအဆင်မပြေဘူးအမဒီခန်းအဲ့ခန်းနဲ့ဆန်အောင်နည်းနည်းတော့အေးသေးတယ်လို့ပဲတခြားအခန်းတွေရှိသေးလားဆိုလုံးဝမရှိတော့ဘူးတဲ့အဲ့ကိုမေးတဲ့အချိန်မှာ7 နာရီ12 နာရီရှိနေပြီသူပြောတယ်ဘာအခန်းမှမရှိတော့ဘူးဒီချိန်မှာအဲကွန်ဆရာခေါ်ပြင်လဲပြင်လို့မရတော့ဘူးဟုတ်ပြီအမတော့အဆင်မပြေလောက်ဘူးချင်တဲ့ဒီပုံစံနဲ့ချင်းအရန်ကြိုက်တယ်ပြီးတော့ဒါပေမဲ့ကိုကရွေးချယ်စရာဘလုံးဝမရှိတော့ဘူးလေလုံးဝပူလောင်လောင်ကြီးတဲ့ဆိုင်နည်းနည်းလေးပူနည်းလေးအခုပစ္စည်းလေးရှိနေပြီးတော့ချင်းကိုက်တဲ့အခန်းဝင်ကျမရွေးရတော့မှာပဲရွေးချယ်စရာမရှိတော့ဘူးအဲ့ဒါဒီ2ယောက်ခန်းထဲမှာပဲဆက်ပြီးတော့နေကြည့်လိုက်တော့မယ်ဟိုဘက်အခန်းကအရန်ကိုပူလုံးနဲ့မဖြစ်ဘူးလို့ပြောပြီးတော့ဒီခန်းမှာဆက်ပြီးနေကြည့်တယ်နေကြည့်တော့စူးစမ်းပြီးအိတ်တယ်မအိတ်ခင်မှာလည်းချင်းနေကိုတက်နိုင်ဆုံးလိုက်ရိုက်တယ်ချင်းနေကလိုက်ရိုက်ဆရာတော့မလို့ကိုနားမှာတဲ့အများကြီးပဲရှောက်သွားနေအဲ့ဒါတွေလိုက်ရိုက်ပြီးတော့အဲ့တော့အခုဒီမှာလက်တွေမှာချင်းနေကိုအများကြီးစော်ထားတာပို့ဆိုပတ်သက်တွေစော်ထားတာတိလားလူကမှအမာရွက်ထင်တာအမြန်ပါတယ်ဆိုနေမှအဲ့ချင်းနေကလက်တွေရောဒီမှာကိုလုံးကြောကုန်းတွေရောပူလုံးတော့ဘာဖြစ်လဲဆိုတော့အင်ကြီးချိုအိတ်တယ်အင်ကြီးချိုအိတ်တော့ချင်းကကြိုက်တယ်အဲ့မှာဘလုံးမအိတ်လို့မရတော့ဘလုံးမမရတော့ဒီအချိန်ကြီးဘလုံးမမရတော့လို့reception ဖုန်းဆက်ပြီးညီမလေးရေအမတော့ဘလို့မှအဆင်မပြေတော့ဘူးချစ်နေရအရန်ကိုကြိုက်တယ်အရန်လဲပူတယ်နော်အဲ့လိုပြောတော့ခါကျတော့ဘာဖြစ်လဲဆိုတော့ပန်ငါဖွင့်မိမယ်တဲ့ပန်ငါပို့ပေးလိုက်မယ်တဲ့ခုနကလည်းသူအိတ်စကားကိုတစ်ခေါက်ပြောတယ်ဒီအခန်းကိုဆက်ထားရောက်ချင်းမှာညီမလေးချင်းနေအရန်များပြီးတော့အဲကွန်းကလုံးဝမအေးဘူးညီမလေးရေလို့ပြောတဲ့ချိန်မှာသူကပန်ငါပို့ပေးမယ်တဲ့အဲ့တုန်းကတော့ပန်ငါနဲ့အမအဆင်မပြေဘူးလို့ပဲပြောလိုက်တယ်အခုတစ်ခေါက်အဲ့စကားကိုထပ်ပြောတယ်ပန်ငါပို့ပေးမယ်ဟုတ်ပြီကျမက3,300,000ကျော်3,000,000ကျော်တန်အခန်းကို
န်ကာနဲ့ဘာကိစ္စလာအိတ်ရမှာလဲချင်ရလက်ကြိုက်သေးရဲ့ကွာပန်ကာနဲ့အိတ်ရမယ်ချင်ရလက်ကြိုက်သေးရဲ့ဆိုမှတော့တဲ့ဟိုကမှတော့အိတ်တော့မှာပေါ့မဟုတ်ဘူးလားဟာချင်ကြိုက်တာမကြိုက်လို့မချင်ရကြိုက်သေးရဲ့ကွာအဲ့ဒါကိုပန်ကာပို့ပေးလိုက်မယ်ဆိုတဲ့စကားကြီးကမလွန်လုံးလားမလေးလို့အမတသိန်းကျော်တန်ခန်းမှာပန်ကာဖွင့်ပြီးလာအိတ်ရမှာလားလို့အဲ့လိုမေးလိုက်တဲ့ချိန်မှာဘာပြောလဲဆိုတော့ဖုန်းချသွားတယ်ခဏကြာပြန်ဆက်လာတယ်အခန်းတစ်ခန်းရှိရတဲ့6လွာမှာတဲ့အခန်းချိန်မင်းမယ်တဲ့ခုနကတော့တောက်လျှောက်ကြီးပြောနေတောက်လျှောက်ဖြစ်နေတဲ့အချိန်မှာကိုကတော့ respect ရှိရယ်ကွာကောင်းကောင်းမွန်မွန်ပြောတယ်ညီမလေးအဆင်မပြေတော့ဘူးထင်တယ်နော်ဒီလိုမျိုးကောင်းကောင်းမွန်မွန်ပြောနေတဲ့အတွက်ကြောင့်မလို့ပဲလားတော့မသိဘူးဘာမှမလုပ်ပေးဘူးခုနအမတသိန်းကျော်တန်ခန်းမှာဘာကိစ္စပန်ကန်နဲ့အေးရမှလဲပြောလိုက်မှလုပ်ပေးတာကိုကလေတယောက်ခန်းကိုယူထားပြီးတော့ဇောင်းကြွနေရဆိုတော့မှနားလဲအခုဟာတယောက်ခန်းယူထားမဟုတ်ဘူးအဲ့လိုမျိုးပြဿနာကိုမတက်ချင်လို့2ယောက်ခန်းကိုယူထားတာရှင်းလားလို့စကားတွေအများကြီးမပြောချင်လို့အေးစစ်စစ်နားချင်လို့2ယောက်ခန်းယူထားတဲ့ကိစ္စကွာခုနကလည်းအစကတည်းကအဲ့လိုအဆင်ပြေအောင်လုပ်ပေးရမဟုတ်ဘူးလို့ဘာလို့အဲ့လိုမျိုးအခုချိန်ကြီးမှဒီချိန်ကြီးမှအခန်းတွေရှောက်ပြောင်းနေရတာဟိုတောင်မှ